အဲ့တော့ဆမနောက်တစ်ခန်းကြတော့ chapter 8ကိုသင်မယ်နော်chapter 8ကိုနည်းနည်းပြောပြမယ် chapter 8မှာဘာအကြောင်းပြောမှလဲဆိုရင် ether အကြောင်းပြောမှာဟုတ်ပြီနော် ether ဒီ organic compound ဖြစ်ပြီးတော့သူ့မှာ O atom ရှိတယ်အဲ့ဒီ O atom ဒီတဲ့ဘာနဲ့ဖွဲ့စည်းထားရလဲဆိုရင်သူ့မှာဘာတွေဝိုင်းရထားရလဲဆို alkyl group နှစ်ခုဝိုင်းရထားတယ် O atom ကို alkyl group နှစ်ခုဝိုင်းရထားတယ်ဟုတ်ပြီနော်အဲ့တော့ဆမတို့သူ့ရဲ့ general formula ကဘာဖြစ်မှာလဲဆိုရင် CnH2n + 2O DO ဒီဘယ်သူ့ကိုစားပြုနေရလဲဆိုတော့ ether ကိုစားပြုနေရလားညာရနော်အဲ့တော့ဆမတို့မေးခွန်းမှာပေါ့နော်စောင်းမွဲမှာမေးခွန်းက simplest ether ကိုဖော်ပြပေးပါလို့မေးခဲ့တယ်ဆိုရင်ဆမတို့ simplest ether ဒီပါလဲဆို CH3O CH3 ဟုတ်ပြီနော် CH3 က CH4 ဆိုရင် methane กว่า ANE နဲ့ဆုံးတာအဲ့တော့ CH3 ဆိုတဲ့အတွက် YL နဲ့ဆုံးမယ်ဟုတ်ပြီနော်အဲ့တော့ CH3 နှစ်ခါပါတဲ့အတွက်ကြောင့်မလို့ di methyl O ဒီပါကိုစားပြုရလဲ ether ရလားအဲ့ဆိုရင် simple ether မှာဆိုရင်ဆမတို့ကသင်္ကေတအနေနဲ့ဆိုရင် simple အနေနဲ့ဆိုရင် CH3O CH3 ဟုတ်ပြီနော်စာသားအနေနဲ့ဆိုရင် dimethyl ether ဖြစ်မယ်အဲ့တော့ functional group မေးခွန်းမှာ functional group လို့မေးခဲ့ရင်ဆမတို့ functional group နဲ့ပတ်သက်ပြီးတော့ symmetrical ether နဲ့ unsymmetrical ether ဆိုပြီးတော့ရှိရဟုတ်ပြီနော်အဲ့တော့ဆမတို့ symmetrical ether ကဘာကိုပြောရလဲဆိုအလယ်မှာတော့ O ရှိနေမှာပဲအရှိမပါတဲ့ဆရာမတို့ဒီ group နဲ့နောက်မှာပါတဲ့ group နဲ့တူရမယ်ဒီလိုမျိုးပေါ့ dimethyl ether ဆိုရင်ဆမတို့ symmetrical ဟုတ်ပြီနော် unsymmetrical ကကြအရှိမပါတဲ့ဒီဆရာမတို့ alkyl group နဲ့အနောက်မှာပါတဲ့ alkyl group နဲ့မတူဘလို့မတူရလဲဆိုဒီမှာကြည့်ဒီမှာဆိုရင်ဒါနှလုံးဆို C နှလုံးဆို ethane လေဒီမှာ ethane ဒီမှာ methane ဆိုအမျိုးအစားတူသေးလားမတူတော့အဲ့လိုမျိုးစားမတူတော့ဘူးဆိုရင်ဆမတို့က unsymmetrical ထဲမှာပါပြီးအမျိုးစားတူတယ်ဆိုရင်เนาะ symmetrical ထဲမှာပါတယ်ရမလားရရနော်အဲ့ဆိုရင်ဆမတို့ဒီ ether ထဲမှာအခွဲဖြစ်တဲ့ဆမတို့ nomenclature ကိုတွားအောင်နော်နံပါတ် A nomenclature နာမည်ပေးတာတွေအဲ့တော့ဆမတို့ common name ရှိရယ် IUPAC name ရှိရယ်CH3O CH3 common name အနေနဲ့ဆိုရင်ဆမတို့က CH3 ကနှစ်ခါပါတဲ့အတွက်ကြောင့်မလို့ dimethyl O ဒီပါကိုစားပြုရလဲအောက်ဆီဂျင်ဒီ ether ရမလားရတယ်နော်အဲ့ဒါပြီးတော့ဆမနောက်တစ်ခုထပ်ပြောမယ်သူကဒီမှာ C2H6 ပေါ့နော် C2H6 ဆိုရင် ethane ဖြစ်ပြီးတော့ C2H5 ကြတော့ ethyl နောက်တစ်ခုပါလာမယ် methyl O ဒီပါကိုစားပြုရလဲ ether ရမလားရရနော်ဒါဆိုရင် unsymmetrical ဖြစ်သွားမယ်ဒါဆိုရင် symmetrical ဖြစ်မယ်နောက်တစ်ခုက CH2H5 နှစ်ခါပါတဲ့အတွက် dimethyl diethyl ဟုတ်ပြီနော် O ဒီပါကိုစားပြုရလဲ ether ကိုစားပြုရမယ်နော် sorry နော်အဲ့တော့ IUPAC name မှာကြတော့ဆမတို့ကဘယ်လိုပေးမလဲဆိုရင်ဆမကအလွယ်မှတ်တဲ့ပုံစံနဲ့ပြောပြတာเนาะအဲ့တော့ဆမတို့ကဒီလိုလေးပေးတယ်ဟုတ်ပြီเนาะအဲ့တော့ဆမတို့ကဒီမှာရှိနေတဲ့ H တလုံးသူ့ကိုချီးတယ်သူ့ကိုချီးလိုက်တော့ CH3 ဒီ CH4 ဖြစ်သွားတဲ့အတွက်ကြောင့်မလို့methane ဖြစ်သွားပြီအဲ့တော့သူ့မှာက C ရတလုံးရော့သွားဆို CH2O ပေါ့နော်အဲ့ဆိုရင် CH2O ဆိုရင်ဆမတို့ C တလုံးဆို methane ဟုတ်ပြီနော်မီနဲ့စားတဲ့ဟာပေါ့အဲ့တော့ CH2O ဆိုဆမတို့ methyl C လို့ခေါ်တယ်ဟုတ်ပြီနော် C2 ဆိုရင်ဆမတို့ ethyl C လို့ခေါ်မယ်အဲ့ဆိုအရှိဒီနောက်ကဟာဘာဖြစ်သွားမှာလဲ methyl C အရှိဟာ methane ရမလားအဲ့ဆိုနောက်တစ်ခုကြည့်ကြည့်အောင်သူကလည်းဆမတို့ဒီလိုသွားမှာကြက်ချေကတ်သွားမှာဟုတ်ပြီနော် name ပေးတာကိုဆမအလွယ်မှန်နည်းနဲ့ပြောတာနော်အဲ့ဆိုရင် तू ကသူ့ကို H တလုံးချိမှဖြစ်တဲ့အတွက် C2H6 ဖြစ်မသွားဘူးလားအပြည့်ဖြစ်သွားတဲ့အတွက် ethane ရမယ်နော်အဲ့တော့ तू တလုံးရော့သွားတော့ CH2O မဟုတ်ဘူးလားအဲ့ဆို CH2O ဒီဘာဖြစ်မှာလဲ methyl C ဟုတ်ပြီနော် C ရတလုံးနဲ့ဆို methyl C C2H6 ဆိုတော့ ethane ရမယ်နော်အဲ့ဆိုသူ့ကိုထက်ကြအောင် तू ကလည်းအရှိကိုတလုံးချိမှာဆိုတော့ तू လည်း C2H6 ဖြစ်မသွားဘူးလားအဲ့ဆို ethane तू ကတလုံးရော့မှာဆိုတော့ C2H4O မဟုတ်လားအဲ့ဆိုရင် ethyl C ethane ကြက်ချေကတ်သွားမှာကို ethyl C ethane ရမလားဆမ IUPAC name ကိုဆမဆောင်းမွေးကန်းထဲမှာကြာနေမှာဆိုလို့အလွယ်မှန်ကြီးပြောပေးရနော်အဲ nomenclature နောက်တစ်ခုနံပါတ် B ကကြတော့ပါလဲဆိုတော့ method of preparation ဆမတို့ ether ပြင်ဆင်တဲ့ပုံစံပေါ့နော်
အဲ့မှာဆမတော့မေကွန်းက alcohol ဟုတ်ပြီနော် alcohol ရဲ့ကနေ hydration ဆိုတာရေပါဝင်တာ dehydration ဆိုတာရေကိုဖယ်ထုတ်မှာ alcohol ကနေရေဖယ်ထုတ်တယ်ဆို alcohol ဆိုတေချာပေါက် equation မှာ OA ဆုံးတာပါမယ် hydration မှာ dehydration ရေဖယ်ထုတ်ခြင်းဆိုတဲ့အတွက် equation ရဲ့နောက်ဆုံးမှာတေချာပေါက် H2 ကိုပါမယ်ရလား alcohol ဆို OA ဆုံးတာပါမယ်ဒါကတော့သူက ethanol နဲ့ပေးထားလို့ပေါ့ propanol နဲ့ပေးရဆိုရင် propanol ပေါ့ propoxy propane အဲ့လိုတော့မှာပေါ့ butanol နဲ့ပေးရဆိုရင် butanol butoxy butane အဲ့လိုပုံစံမျိုးလာမှာပေါ့နော်ဒါဆမမေကွန်းကဘယ်လိုပုံစံလာမလဲဆိုတာကိုပြောပြဟုတ်ပြီနော်အဲ့ဆို C2H5OH C2H5OH ရရနော်အဲ့မှာဆမတို့ကဘာသုံးမှလဲဆို sulfuric acid ကန့်သက်ထားတဲ့ sulfuric acid အမောက်နဲ့အပူချိန်140 degree ပေးပြီးတော့ဆမတို့ကရေကိုဖယ်ထုတ်မှာဟုတ်ပြီနော်ရေကိုဖယ်ထုတ်မှာဆိုတော့ H2O ထုတ်မှာမဟုတ်လားအဲ့တော့ equation နဲ့ကနေပြီးတော့ဆမတို့ကဒီက OH ရဲ့ဒီက H ရေကိုဖယ်ပြီး H2O ထုတ်လိုက်တယ်ဟုတ်ပြီနော်ကျန်တာဒီအရှိရဟာဖြစ်သွားမှာဆို C2H5O နဲ့ C2H5 ဖြစ်မှာတော့လား C2H5O နဲ့ C2H5 ဟုတ်ပြီနော်အဲ့ဆိုရင်ဆမတို့ကcommanding နဲ့ရေးမယ်ဆိုရင်တော့ dimethyl ether ဖြစ်မယ်ဟုတ်ပြီနော်သူကဒီပုံစံနဲ့ရေးမှာဖြစ်တဲ့အတွက်ကြောင့် IUPAC နဲ့ပဲရေးမှာဖြစ်တဲ့အတွက်ကြောင့်ဆမတို့ကြက်ချေကသူကသူ့ကိုတစ်လုံးပေးမယ်ဆိုတော့သူကအပြည့်ဖြစ်သွားတော့ ethane သူကလျော့သွားတော့ C2H4O ဆိုတဲ့အတွက် ethoxy ethane ထွက်မယ်ရမလားနောက်ဆုံးက H2 ကိုထွက်မယ် equation အလို့ချက်စရာမလိုเนาะအဲ့လိုလေးခွဲထုတ်လိုက်လို့ရတယ်ဆမအလွယ်နည်းလေးပြောပြပေးတာเนาะအဲ့ပြီးတော့မေခွန်းအနေနဲ့ဒီမှာ general formula ဆိုဆမether ရဲ့ general formula ခုနပြောပြထားတယ်လေအဲ့တော့ ether ရဲ့ functional group နှစ်ခုရှိတယ်လို့ပြောထားတယ်လေအဲ့ဒါဖြည့်ပေးရုံပဲဟုတ်ပြီနော်ဒီမှာနံပါတ်2မေခွန်းကတော့အခက်ဆုံးပဲဘယ်လိုလဲဆိုတော့သူက dehydration reaction ethanol လို့ပြောတာ ethanol ကနေပြီးရေဖယ်ထုတ်ပါလို့ပြောတာကွာအဲ့တော့ဒီ equation တစ်ခုလုံးချရေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ရုပ်တရက်ကိုကမှတ်မထားဘူးဆိုရင်မရေးနိုင်ဘူးဖြစ်သွားမှာဟုတ်ပြီနော်နံပါတ်2လို့မေခွန်းမျိုးကကြတော့ဒါပေမဲ့နံပါတ်3လို့မေခွန်းမျိုးကြလွယ်သွားပြန်အောင် ethanol ကိုတဲ့သူကကန့်သက်ထားတဲ့ဒီ sulfuric အမောင်နဲ့အပူ140 degree ပေးလိုက်တဲ့အချိန်မှာတဲ့ဘာဖြစ်သွားလဲဆိုတော့တော့ပြောထားပြီးသားလေ ethanol ကိုဒါပေးတယ်ဆိုတော့ဒါလေးပြောပြထားတယ်ကွာဒါလေးပြောပြထားတယ်ဆိုဒီဘက်ကဟာလေးပဲကိုကကိုထုတ်ရုံပဲကွာမခတ်ဘူးဟုတ်ပြီနော်နောက်တစ်ခုကじゃနံပါတ်4မေးခွန်းကလည်းနံပါတ်2လိုမျိုးပဲ ethanol ကနေပြီးတော့တဲ့ ethoxy ethane ကိုဘယ်လိုပြင်ဆင်မလဲတဲ့ဆိုတော့ဒီ equation ကိုပဲမေးတာပဲဟုတ်ပြီနော်နံပါတ်5ကတော့အလယ်ဆုံးပေါ့သူကနှစ်ခုပေါင်းတာပေးထားပြီးဒါသုံးပြီးဟိုဘက်မှာဘာထုတ်လဲလို့မေးတော့ကိုကတန်းပြီးတော့ထွက်ပေးရုံပဲဟုတ်ပြီနော်အဲ့တော့ဆရာမကဒီစာအုပ်ကဘယ်ကနေကိုကားထားလဲဆိုတော့အဲ့ပေါ့နော်ဆရာဒေါက်တာဇော်မိုးစာအုပ်ပေါ့နော် revision guide ဆိုတဲ့စာအုပ်ထဲကနေပြီးတော့ဆရာမကဆရာရဲ့စာအုပ်ကအရန်ကောင်းတာကွာဒီလား revision လေ့ကျင့်ကျင်တယ်ဆိုရင်တော်တော်လေးကိုလေ့ကျင့်လို့ပေါ့နော်အဆင်ပြေတဲ့စာအုပ်ထဲမှာပါတယ်သူက true for ရော collect ဖြေရောပါတယ်ပြီးရင်ခေါင်းစဉ်တစ်ခုချင်းစီကိုခွဲပြီးတော့နားလည်အောင်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့စာအုပ်လေးကတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ဆရာမသဘောကျတော့အဲ့စာအုပ်လေးကိုကိုင်းနေပေါ့နော်အိစာအုပ်လေးတွေကနေပြီးတော့ဆရာရေးထားတဲ့ပုံထုံနှုတ်ပြီးတော့ဆရာမပြန်ရှင်းပေးတာเนาะဒီမေကွန်းတွေကဆရာမကိုယ်တိုင်ထုတ်တာမဟုတ်ဘူးဆရာဒေါက်တာဇော်မိုးရဲ့ revision guide ပေါ့နော်volume 2တွေကနေဆရာမထုတ်ပေးထားတာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့ထိတေချာလေးနားထောင်ပြီးတော့ဖြည့်ကြည့်เนาะအဲ့ဆိုရင်တစ်ပိုင်းရသွားမယ်